네, 안녕하세요. 일단 라따리리고 뜸이밤에 라따따 뭐노? 네, 라따따가 수인레베 두가 라따네베 따비로 수화자메 너 아디리 말로 디아네베 신지아밤에 에러 가나다 가나다 라따따메 갈 날 아미 너 인레이단 갈날 달로 좀 쳐봐네 너 날, 다, 갈, 날, 달. 따디 말မရှိဘူးရေ နော် 라고 라 따내면 따부. 말, 발, 살. 알, 잘, 찰. 칼, 달, 할. 바삐 이렇게 하라. 갈, 날, 달. 말, 발, 살. 알, 잘, 찰. 칼, 달, 발, 할. 바삐. 어네 다음에. 네. 갈 비의 가마 어네 찾아오면 소인 가네 어네 방 고 라다 소인 들으리 번호 골 너? 골 너 소인 너 소인 널 썰 얼절철 얼절철 털, 털, 헐. 오케이. 오늘 다음에 단줄 봐. 라따리아 를 봐래. 고, 노, 도. 고 소인 골, 노 소인 놀, 도 소인 돌. 골, 놀, 돌. 들로 단타리 봐. 골. 너? 골, 놀, 돌. 몰, 볼, 솔, 올, 졸, 톨, 콜, 돌, 홀. cái u này to mày u ta nên này to bà mấy cái việc gì to cu suy 굴 누 suy 눌 누 suy 둘 굴 눌 굴 눌 물, 불, 술, 물, 불, 술, 울, 줄, 툴, 훌. 내가 밤에 불, 둘, 물, 불, 술, 울, 줄, 툴, 훌. 네. 골, 어떤 야비, 불, 어떤 야비. 어떤 애다. 나는 은혜방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  의자산에 매디마 가자 라다네 따래 봐. 소인 르고 르로 타바래 르 르과 라바이 럽 였더라 알로 타래 너 그늘들 오케이 그늘 물불슬 물불슬 을질칠 틀 마침내 어쩌지 않노 너 어떤데 더 버디야 디야비 라이저지 않노 라 그늘들 알아 그 소인 그늘 소인 늘들 그늘들 야비 너အဲ့ဒါကနောက်တစ်ခါကျ e နဲ့သွားပါမယ် e ရောက်ပါပြီ gi ဆိုရင်ဘယ်လိုတန်းထားမလဲဆိုရင် gi ဆိုရင်တော့ gil ပေါ့နော်ဒီလို gil ပေါ့နော် gil nil dil gil nil dilပြီးတော့ mil bil shil လို့ထွက်မယ် shil ကဲ shil il jil chil il jil chil hil pil hil သဘောတရားနားလည်တယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင် key ကိုလတ်သက်ဆိုရင် kill လို့ automatic နားလည်လို့မျိုးပေါ့ကြက်စရာမလိုပဲနဲ့ni ဆိုရင် nil တို့ di ဆိုရင် dil mi mil
bill အဲ့လိုမျိုးလေးတွေနော်နားလေးပြလို့လေဒါကိုပြောတာပါအရင် force မပေးပါဘူးတစ်ခါတော့ပြန်လို့ကြည့်အောင်갈 날 달 말 발 쌀 알 잘 찰 칼 달 발 할ဦးတိုင်းလည်းအဲ့လိုမျိုးဆိုသွားမယ်နော်갈 날 달 말 발 쌀 알 잘 찰 칼 달 발 할 볼 놀 돌 몰 볼 솔 올 졸 졸 폴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  물 눌 둘 물 물 술 울 줄 줄 구 둘 풀 풀 그 늘 들 르 물 베 슬 을 질 틀 클 틀 플 플ကဲအဲ့ဒီမှာပေါ့နော်မြင်ရမှာဆိုခဏလေးပါ길 닐 딜 밀 빌 실 일 질 칠 길 딜 필 힐ဒုတိယတစ်ခုအနေနဲ့ဒါသက်မီနင်းလေးတွေကိုတူတူလိုက်ကြည့်ရပါမယ်ကဲအဲ့တော့ပုံမှန်တွေ့ရလပုံကြီးတွေ့တယ်လကဘယ်လိုခေါ်ကြမလဲဒါနဲ့အားနဲ့ပေါင်းဒါလသက်ဆိုတော့달달라 달라မနဲ့အားနဲ့ပေါင်းမာလာတက်မိုင်ညင်ဘာနဲ့ဦးနဲ့ပေါင်းဘူလာတက်ဆိုတော့ဘူမီကဲလိုက်ရေးပြီးတော့တူတူပြန်ဆိုမယ်နော်달라မိုင်ညင်ဘူမီကဲနောက်တစ်ခုကကြတော့ဒီဘက်မှာပါဒီမှာလဲလဆိုပြန်ပါလာတယ်ဒိုင်ပေါ့နော်ပြန်ပါလာတယ်မြေးပါနဲ့ဒီစလုံးလေးကိုသင်ပေးပါမယ်ဒီချက်ကဒီမှာမသိရသေးတဲ့စလုံးလေးပါလာတယ်ဘာကိုဘာနဲ့ပေါင်းထားလဲဆိုရင်ဗျော်နဲ့ပေါင်းထားရဆိုတော့ဗျော်လို့ထွက်ပါမယ်ဗျော်လာတက်ဆိုရင်ဗျော်ကျဲကဲနောက်တစ်ခုမနဲ့ဦးနဲ့ပေါင်းမူလာတက်ဆိုတော့물ဆိုတာကရေ달 별 물ကဲနောက်တစ်ခုဒီဘက်မှာစလုံးလေးတွေ့တယ်မှန်ပေါ့နော်ကဲမှန်ကြည့်တယ်မှန်ကြည့်မှန်ဘယ်လိုတန်ထွက်မလဲကားနဲ့အောနဲ့ပေါင်းကိုဦးကိုမလာတက်ဆိုတော့울 거울မှန်ကဲနောက်တစ်ခုကြည့်မယ်အဖွားဘယ်လိုပြောလဲဆိုရင်ကဲမင်းတို့ကြည့်မှာပါအဖွားကိုဟာလာတန်ဟိုင်မောနီဒီမှာနီကိုဒီချဲတော့ညအတန်နဲ့ထွက်ပေးရမယ်နာနဲ့ညအတန်နှစ်ခုရှိရမလားဟိုင်မနီလို့သုံးတာတဲ့ဟိုင်မနီလို့သုံးမယ်ဟိုင်မနီအဖွားနော်ဟိုင်မနီအဖွားကဲအဲ့တော့ကျွန်တော်တက်လေးဒီအနောက်မှာရှိနေပါတယ်ခြေနောက်စလုံးလေးပါတခါလေးရှင်းပြပါမယ်ရတက်လေးပါရှိလဲဆိုရင်โอเคဒီဘက်ကစလုံးရသုံးလို့မရဘူးသိလို့မရဘူး거울만โอเคကြောက်တင်ပုံဘယ်လိုပြောလဲချီလာတဲ့ချီဖာနာတဲ့펜 칠펜ကြောက်တင်ပုံ칠펜을ရေးလိုက်မယ်နော်칠펜ပြီးသားရင်ကြောက်တင်ပုံပြီးသားရင်ကဲနောက်ဖနက်အရှိမကူတူကဖနက်လို့ရနော်ဒီမှာကကြတော့ဒါရှုဖနက်လို့ပြောတာပါအဲ့တော့ဒီရှုဖနက်လေးကိုရှီနတ်တဲ့ရှင်ဘာလာတဲ့ဘယ်ရှင်ဘယ်နော်ရှင်ဘယ်လို့ပြောပါတယ်ကဲရှင်ဘယ်ပြီးတော့ပါပြီကဲမိနစ်လေးတွေပြန်ပြီးဖတ်ကြည့်ပေးပါ신발 칠펜 다시 들래 신발 칠펜 이제 kuna 되네 할리데이 라달리데이 달 별 물 거울 할머니 너 할머니 이 아마네 두래မိုင်ဘူးကဲလုံး10လုံးလောက်ရှိလိမ့်မယ်เนาะဒါတက်လေးရပြီလို့ထင်ပါတယ်အဲ့တော့နောက်ထပ်တတိယတစ်ခုမှပြန်ပြီးတွေ့ကြပါမယ်ညံ